cryptography ဆိုတာဘာလဲဆိုရင် information ဆိုတဲ့သတင်းအချက်အလက်တွေကိုခွင့်ပြုချက်မရှိတဲ့သူတွေဖတ်လို့နားထောင်လို့မရအောင်စာဝတ်တဲ့ပညာ encryption နဲ့အဲ့ဒီဖွက်ထားတဲ့စာတွေကိုပြန်ဖွင့်တဲ့ decryption ပြုလုပ်တဲ့သိပ္ပံပညာရပ်ဖြစ်ပါတယ်။ချေးခစ်ကစစ်ဗိုလ်ချုပ်တွေကရန်သူလက်ထဲမကြရအောင်လိုဝက်ကုတ်တွေတုံးခဲ့တယ်လို့ဒီနေ့ခေတ်မှာလဲကျွန်တော်တို့ရဲ့ online ဘဏ်ငွေလွှဲပြီးလို့ရှိရင်ကျွန်တော် messenger စာတိုတွေနဲ့ကျွန်တော်တို့ website ဝင်တဲ့ password တွေကိုကာကွယ်ဖို့အတွက် digital key ရဲ့ကျွန်တော်တို့ digital lock အနေနဲ့အသုံးပြုနေကြတာဖြစ်ပါတယ်။ရိုးရိုးရှင်းရှင်းပြောရရင် cryptography ဆိုတာကျွန်တော်တို့ plain text เนาะတာမန်စာသားတွေကိုကျွန်တော်တို့နားမလည်နိုင်ပဲရှုပ်ထွေးတဲ့စာသားကျွန်တော်တို့ cipher text အဖြစ်ပြောင်းလဲပြီးတော့เนาะမှန်ကန်တဲ့ key ရှိမှပြန်ဖတ်လို့ရအောင်ပြုလုပ်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်